မင်္ဂလာပါရှင်こんにちは2019ခုနှစ်ကလေးကလေဂျပန်လူမျိုးတွေကိုမြမယဉ်ကျေးမှုနဲ့မြမအစားအစာပေါ့နော်အင်ချက်လက်ရကိုမိတ်ဆက်ပေးနေတယ်မှတ်လိုက်ပါတနိုင်တစ်ပိုင်းပေါ့နော်ဒါကြောင့်မို့လို့မရဲ့ channel ကိုဂျပန်လူကိုပဲလုပ်ဖြစ်တာပေါ့နော်ဒါပေမဲ့ဒီမြန်မာစကားပြော channel လေးကိုလုပ်ဖြစ်ရတဲ့အကြောင်းလေးကိုမိတ်ဆက်စကားအနေနဲ့ပြောပြမယ်နော်ခုလေဂျပန်နိုင်ငံကိုတိလာအချောင်းမျိုးနဲ့လူငယ်လေးတွေလေအများကြီးရောက်လာကြတယ်တိလာအမရောက်ခါစားဆိုလို့ရှိရင်လွန်ခဲ့တဲ့နှစ်20ကပေါ့နော်မြန်မာလူမျိုး2000ပဲရှိတာအခုဆိုလို့ရှိရင်လေ10စားလောက်ရှိတယ်လို့ပြောတယ်တိလာ2သိန်းကျော်ပေါ့နော်ဒီချက်တောင်များမယ်တင်တယ်မတော်ခုမနေတဲ့မြို့ပါပြီမန္တလေးလူမျိုးနေမှာဆိုတော့လေလွန်ခဲ့တဲ့နှစ်20ကဆိုလို့ရှိရင်မတယောက်တည်းမြန်မာလူမျိုးဆိုတရားမှမရှိဘူးလားခုဆိုလို့ရှိရင်အပြင်ထွက်လိုက်လို့ရှိရင်မြန်မာတန်လေးတွေကြားရတယ်ဒီလားတချို့ဆိုလို့ရှိရင်အမတင်တန်းကိုလာပြီးတော့တက်ကြတဲ့ကလေးတောင်ရှိတယ်ပေါ့နော်တင်တန်းလာကြတဲ့ကလေးတွေနဲ့စကားပြောကြည့်တဲ့အခါမှာလေသူတို့တွေလေးဒီလားအလုပ်ပင်ပန်းပြီးတော့လေကောင်းကောင်းမချက်ပြီးမစားနိုင်ကြဘူးနောက်ပြီးလို့ရှိရင်လည်းလေကောင်းကောင်းမအိပ်နိုင်ကြဘူးနောက်ပြီးတော့စိတ်ပစ္စည်းတွေများပြီးတော့လေဒီစီချိုဝင်းချိုသွေးချိုတွေဖြစ်ကြတယ်အဲ့လိုမျိုးတွေမှာအမြဲကြားရတယ်ဒီလားအဲ့တော့လေမစိတ်တယ်မှာတခုခုလုပ်ပြီးခြင်းနဲ့ပေါ့နော်ခုမှရောက်လာတဲ့ကလေးတွေတွေ့လေဘာလို့ဆိုတော့အမရောက်ခါစားတယ်အဲ့လိုပဲဂျပန်စာလေးကခက်ကလည်းခက်သေးတယ်နောက်ယဉ်ကျေးမှုမတူတော့လေအရန်ကိုနားနဲ့ဘွားလည်းခက်တာရှိတယ်အဲ့လိုမျိုးတွေကိုလည်းကိုချင်းစားတယ်ဒါကြောင့်မို့လို့မတခုခုလုပ်ပြီးခြင်းနဲ့ဆိုပြီးတော့စဉ်းစားတယ်ဒါကြောင့်မို့ဒီ channel ကိုလုပ်ဖို့ဖြစ်တော့တာပေါ့နော်နောက်တစ်ခုကလည်းလေကိုသားသမီးကိုအဝေးကိုလွှတ်လိုက်ရလို့ရှိရင်မိဘတွေဆိုတာစိတ်ပူတာပဲလေအမကလေး3ယောက်ရဲ့မိခင်ဖြစ်တဲ့အတွက်ကြောင့်ကိုချင်းစားတယ်အဲ့တော့အမကဒီမှာအနှစ်20ရှိနေတယ်အမရဲ့အတွေ့အကြုံတွေနဲ့ဒီခုမှရောက်လာတဲ့ကလေးတွေအဆင်ပြေအောင်လို့မတခုလုပ်ပေးခြင်းနဲ့ဆိုပြီးတော့ဒီ channel ကိုလုပ်ဖို့စဉ်းစားဖြစ်တာပေါ့နော်ဒီ channel ကနေပြီးတော့ဒီအမကဘာတွေလုပ်ပြမလဲဆိုတော့ဂျပန်စူပါမားကတ်မှာရှိတဲ့အသားငါးတွေနဲ့လွယ်ကူတဲ့မြန်မာဟင်းလေးတွေကိုချက်ပြမယ်နောက်ပြီးတော့လေဂျပန်မှာနေတဲ့အတွက်ကြောင့်ဂျပန်ဟင်းလေးတွေလည်းစားတတ်အောင်ပေါ့နော်အမတော့မြန်မာလူမျိုးတွေကြိုက်နှစ်သက်မယ်ဂျပန်ဟင်းလေးတွေလွယ်ကူတဲ့ဂျပန်ဟင်းလေးတွေကိုလည်းချက်ပြပြီးတော့မယ်နော်ပထမဆုံးအနေနဲ့လေမတို့မြန်မာအိမ်တွေမှာဆိုလို့ရှိရင်ငပြာရည်ကိုလူတိုင်းလူသုံးကြတယ်မလားဂျပန်မှာဆိုလို့ရှိရင်ပဲငပြာရည်ကိုသုံးတဲ့နိုင်ငံတွေလူတိုင်းလူသုံးကြတာပေါ့နော်အဲ့ဒီပဲငပြာရည်တွေမှာလည်းဘယ်ဟာကောင်းလဲဆိုတော့မှပြောပြမယ်နော်အမြဲသုံးတာကတော့ဒီဒီစိတ်ကိုသုံးတယ်ဒီမျိုးပဲစီလေးတွေပါတဲ့ဟာဘာကောင်းလဲဆိုလို့ရှိရင်သူကလေအရက်မပါဘူးဒီပေးနဲ့စားနဲ့ပဲလုပ်ထားတယ်ပဲငပြာရည်ပေါ့နော်အထူးသဖြင့်ကလေးရှိတဲ့မိသားစုတွေဆိုလို့ရှိရင်ဒီလိုမျိုးလေးတွေစားရတာပို့ပြီးတော့အဆင်ပြေလိမ့်မယ်။အမလေးကလေးတွေငယ်ငယ်တုန်းကဒီဥစ္စာကိုစားသုံးတယ်။စားသုံးတော့ဒီဥစ္စာလေးကလေမြန်မာဟင်းတွေချက်လို့ရှိရင်လည်းအရန်အဆင်ပြေတယ်။အဲ့တော့အခုမှအဲ့ဒါကိုသုံးလို့ရှိတယ်။ဒီနေ့လေမတို့ဝသားဟင်းစပြီးတော့ချက်ကြည့်အောင်ဒီပဲငပြာရည်ကိုအသုံးပြုပြီးတော့နော်။ဝသားဝယ်တဲ့ခါမှလည်းလေအမတို့မြန်မာပြည်မှာဆိုလို့ရှိရင်ဒီအခောက်နဲ့ဝတ်သားကိုဝယ်လေးရှိကြတယ်เนาะဒီမှာကျတော့ဒီဂျပန်ရဲ့စူပါမားကတ်တွေမှာအခောက်နဲ့ဟာကိုတွေ့မှာမဟုတ်ဘူးမတွေ့တဲ့အခါမှာမဘာဝယ်လေးရှိလဲဆိုတော့ဒီခတာရိုစူပရိုကူလို့ရေးထားတယ်လေခတာရိုစူပရိုကူလို့ရေးထားတယ်အဲ့ဒါဒီပခုံးသားလို့ခေါ်တာပေါ့เนาะအဲ့ဒါမျိုးလေးကလေဒီမြန်မာဟင်းချက်တဲ့ခါမှာတော်တော်လေးစင်ပြေတယ်ပြီးတာနောက်ပြီးတော့မတခုပြောပြမယ်နော်ဒီဈေးတွေကိုကြည့်တဲ့အခါမှာလေဒီဥစ္စာကိုမကြည့်ရအောင်နော်100 gram မှာဘယ်လောက်ပေးရလဲဆိုတာကိုကြည့်ပြီးတော့ဝယ်ရတယ်နောက်ပြီးလို့ရှိရင်ညနေပိုင်းသွားတယ်ဆိုလို့ရှိရင်ညနေပိုင်းဆိုသူတို့အချိန်ဆိုလို့ရှိရင်10% discount လုပ်တာတို့20% discount လုပ်တဲ့အချိန်တို့ပါလို့ရှိတာပေါ့နော်အဲ့ဒါမျိုးလေးဆိုလို့ရှိရင်ပိုသက်တာပေါ့နော်အဲ့ဒါမျိုးလေးကြီးကြည့်ပြီးတော့ဝယ်လိုက်နော်ဒီနေ့ကတော့မလေးဗာလဲနံယူးလေးပါထည့်ပြီးတော့ချက်မယ်ဒီမှာတော့ဒီနေ့စချက်မယ်နော်ဘူတာခတာရိုဆိုတဲ့ပခုံးသားကိုတုံးပြမယ်နော်သူ
ကလေဟိုအသားတွေကနူးညံ့နေဂျပန်ရဲ့အသားတွေကလေအဲ့တော့တုံးလို့ရှိရင်လေကြီးလေးတုံးတာကောင်းတယ်လားဒါမဲ့လေအချိန်ကိုမြန်ပြီးချင်တယ်ဆိုရင်တော့ဟိုကအသေးတုံးပေါ့နော်သူကလေဒီပခုံးသားမှာကြာတော့လေအနေတော်လေးပဲဒီလိုအစီလေးနဲ့အသားလေးနဲ့တွဲနေတာလေအဲ့ဒါလေးချက်လို့ရှိရင်အရင်စားကောင်းတယ်ဒီလားဒီ spare rib ဆိုတဲ့ဒီနန်ယိုးပေါ့နော်ဂျပန်ကတော့ spare rib လို့ခေါ်တယ်လေအဲ့ဒီဟာကိုကြာတော့ဒီတိုင်းပဲသုံးလိုက်မယ်နော်ကဲမလို့စားချက်မယ်နော်စားချက်တဲ့အခါမှာဒါအားလုံးလေးသိပြီးတဲ့အတိုင်းပါပဲစားထည့်မယ်ဒါအချိုလေးချက်မှာဆိုတော့မတကြားလေးထည့်မယ်ပြီးလို့ရှိရင်ကျဲချုံမလေးထည့်မယ်နော်ကျဲချုံမလေးထည့်မယ်ပြီးရင်မတို့ခုနမပြောထားတဲ့ပိငံပြိုင်နော်ပိငံပြိုင်လေးထည့်မယ်ပိငံပြိုင်ဒါလေးသုံးကြည့်နော်အရန်စင်ပြေတယ်ဒီလားအဲ့ဒါရှိတယ်ပြီးလို့ရှိရင်ဝတ်သားကလေဂျင်းများများထည့်ပြီးမှဝတ်သားဆိုမှလာလေဂျင်းကိုလိုက်ထည့်ကြမယ်နော်စပွဲတုံးစလုံးနဲ့နှစ်ဆုံးစာပါလို့ရှိမယ်တဲ့မမများထည့်တယ်လေပြီးလို့ရှိရင်မတို့လေဒီစက်သွန်ကြီးထည့်ကြမယ်နော်စက်သွန်ကြီးကလူမျိုးတေးလေးတွေတုံးညင်တုံးမတုံးရင်လည်းနည်းနည်းဟိုကိုတက်တယ်လို့သာတုံးလိုက်ပေါ့နော်လွယ်လွယ်ပြီးတော့အောင်လေအဲဆိုကျက်လို့ဟိုဗာလေချက်လို့ရှိရင်သူကပျော်သွားမှာပဲလေနော်ဒီမှာလေးတော့ဖြစ်တယ်လေအချိန်ကပင်မနေတယ်အဲ့တော့အဲ့ဒါကိုမတို့နည်းနည်းလေးနေပြီးလိုက်မယ်ဒီခါလေးချက်လိုက်မယ်နော်လွေနီးဆိုတော့လေတိပြီးတော့မှအချိန်ကုန်ခံစီခြင်းလို့လေအဲ့တော့အဲ့ဒီထဲကိုမြူတီးမှုလေးထည့်နော်စီလေးထည့်မယ်နော်စီကလီမနေ့ကဟိုဟာ temperature ကြော်ထားတဲ့စီပဲမတုံးလိုက်တယ်ဒီလားအဲ့ဒါကိုစားချက်မယ်နော်စားချက်တာကလည်းလွယ်လွယ်ပဲချက်လိုက်နော်အားလုံးလုံးထည့်ပြီးတော့အိုးထဲမှာအကုန်လုံးရောထည့်လိုက်ရောထည့်ပြီးလို့ရှိရင်အဖုံးလေးပုံထားလိုက်ပုံထားလို့ရှိရင်လေအသားကသားထဲမှာအရည်တွေရှိတယ်လေအဲ့ဒီရည်တွေကုန်လေးဒီခဏလေးထားလိုက်နော်အဲ့ဒါအညှိပြောက်တော့ပေါ့နော်လို့လေးထားလိုက်အဲ့ဒါ10မိနစ်လောက်10မိနစ်လောက်နေတော့မှတစ်ခါဖွင့်ကြည့်လိုက်နော်ဟိုဝတ်သားကိုမိဖို့ပေါ်မှာတည်ထားတဲ့ချိန်မှာမတို့ဒီဘက်မှာပြင်ဆင်ကြမယ်ဆိုရင်မတို့ဝတ်သားနဲ့အာလူချက်လို့ရှိရင်လေနှစ်ထက်လေးရှိတယ်ပြပါဂျပန်ရဲ့စူပါမားကတ်တွေမှာဒါလည်းဂျပန်စူပါမားကတ်ကဝယ်တာပဲဒါပေမဲ့ဒီလိုမျိုးလေးဟိုမီဇူနီတဲ့ရေနဲ့စိန်ထားတဲ့နှစ်ရှိတယ်နောက်တစ်ခုကကြတော့ဒါထိုင်ဝမ်လာတာဂျပန်ဆိုင်တွေကပဲဝယ်တာပဲเนาะထိုင်ဝမ်လာတာသူကကြတော့လေအရသာထည့်ထားတယ်နောက်ပြီးတော့နှမ်းစီလေးပါထည့်ထားတယ်ဒါပေမဲ့တစ်ခုပါကောင်းလဲဆိုတော့ညီမပြားမြင့်လို့လည်းအရန်နှုတ်တယ်လေအဲ့တော့မကလေဒီလိုမျိုးဘာရကမှမပါတဲ့ဟာထက်ဒါကိုရေးဆေးပြီးတော့အသုံးတယ်ဒီမြင့်နှုတ်လေးနေနဲ့ကဝတ်သားဟင်းတွေကပို့လိုက်တယ်ဒီလားအဲ့တော့ဒါလေဒီဗာလေဂျပန်ဆိုင်နေရဲ့ဒီပေမရနိုင်တယ်ဆိုလို့ရှိရင်ဟိုခါရီဆိုပြီးတော့စက်သွန်နီတွေအာလူတွေရတဲ့ကောင်တာရှိတယ်ဒီအဲ့ဒီနေရာမှာသူတို့ထားလေးရှိတယ်ဒီလားအဲ့ဒါမျိုးလေးရှာကြည့်နော်ဒီကိုဒီထိုင်ဝမ်လာတဲ့ညနော်ဒါလေဒါဟိုမှဘလို့သုံးလေးရှိလဲဆိုတော့လေသူ့တိုင်းကြီးဒါမတို့ဝတ်သားဟင်းလေးကိုထည့်လိုက်မယ်ဆိုလို့ရှိရင်မြန်မာဟင်းနဲ့မတူတော့သူတရုတ်ဟင်းကြီးလိုမျိုးဖြစ်သွားတော့မှကသူ့ရဲ့ညှိနှုတ်လေးတွေကိုပဲသုံးခြင်းတဲ့အတွက်ကြောင့်အရသာတွေအကုန်လုံးရေဆေးပြစ်မှာလေရေဆေးပြစ်တဲ့အခါမှာဘယ်လိုလုပ်လဲဆိုတော့ဟာလေဒီလိုမျိုးရတာထည့်ထားတာသူကြည့်လေလေစားလို့ကောင်းပါတယ်ဒါပေမဲ့လေမကကြတော့ဒီဝတ်သားဟင်းတွေကိုထည့်စင်တော့ဒီအကုန်လုံးရေဆေးပြစ်မှာနှမျိုးတော့ကောင်းတယ်နော်ဒါလေတအားလေးဈေးမကြည့်ဘူးတိလားဒါမှဝယ်တော့မှာဟုတ်ပဲ290ပါမတော်မြန်မာပြည်ညစ်လေးနဲ့တူတော့မှဒါလေးပဲသုံးနေတယ်
ကလေးစီမွေးတော့အရန်မွေးတော့အကြည့်တယ်မအဲ့ကြိုက်တော့စေးပြလိုက်ကောင်းအောင်စေးပြလိုက်အဲ့မျိုးစီပဲမမပြေးရမြင့်နေမတူဘူးလားတွေ့နော်ဆောင်နော်ကဲမတော်နည်းနည်းကြည့်လိုက်ရအောင်နော်ဒါဆိုရင်သူစီရလီဝတ်သားအရေးအများကြီးထွက်လာပြီလေမနော်ခလေးဝင်နေပြီးပုံပြလိုက်မချက်တာလေဟိုမယုံသိနေပါလေဟိုတအားအများကြီးထည့်မှထားတော့ဒီတအားကြီးအယောင်တော့မလှဘူးဒါပေမဲ့ညီမလေးတို့ကတကယ်လို့ဟိုအဆက်တွေပါကြိုက်တယ်ဆိုရင်လည်းနည်းနည်းပို့ထည့်လိုက်တိတ်တော့လည်းမထည့်စီချင်ဘူးတိတ်လားဘိုက်တွေပါနားမှာဆိုလို့လေဂျပန်မှာနေမကောင်းဘူးဆိုလို့ရှိရင်ပြည်နေနဲ့ဝင်းနေတော့ဒီကိုယ်ပဲစိတ်ညစ်ရတာလေအဲ့ဒါဒီမှာဒီရှော့ပေါ့နော်အခါပြန်ပိတ်ထားလိုက်မယ်နော်ကဲအဲ့ဒီချိန်မှာငါတို့အာလူကိုလေးထည့်ကြမယ်အဲ့တော့ဒီအာလူဟင်းချက်ရင်ကိုပဲအသားလည်းပါပြီပြီးနံလည်းပါတယ်ပေါ့နော်ဒီတစ်ခွက်နဲ့လည်းပဲရအာဟာရဖြစ်တာပေါ့နော်အာလူဒီအာလူလေးမချန်နေရတာအာလူရတယ်ဆိုရင်အာလူလေးနည်းနည်းစိုက်လိုက်ချမောင်လေးစိုက်လိုက်နည်းနည်းစီတော့စိုက်ထားဒီချိန်မှလေးဟိုညှစ်ထည့်လိုက်မယ်နော်ညှစ်ကအကြိုင်းထည့်လေသူကပြော့မသွားဘူးလေပြော့မသွားတော့ညှစ်လေးထည့်လိုက်နော်ပြီးတော့အာလူလေးကိုလည်းပြီးထားလိုက်မယ်နော်ဆက်ပြီးသားလေးတွေကနေနည်းနည်းလေးနူးလာပြီတိလားအဲ့ဒါဆိုရင်မတော့အာလူထည့်အောင်နူးလာနော်စပါးသားလေးတွေကနေသူကနည်းနည်းဟိုကြက်တာတော့မမြင်ဘူးတိလားထဲကိုမတော့အာလူလေးထည့်ကြမယ်နော်ဆိုရင်လေအာလူလေးပြော့လာပြီအာလူလေးပြော့လာပြီဆိုရပြီနော်အဲ့မျိုးလေးတွေစားပေးနော်ဒါမျိုးလေးချက်စားခြင်းတော့ပြီးရင်လည်းဒီလိုတီးနှံလေးပါတွဲစားတော့အဲ့ဒါမှဝင်းနေပါလေကောင်းပါအမ channel လေးကနေလေဟိုတစုံတရာကြိုးရှိမယ်လို့မှမျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်နော်ဆန္ဒရာ